Okay မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မျှဝေပေးမယ့်ဥစ္စာတွေကတော့Roblox ခေါ်ပုံတွေပဲဖြစ်ပါတယ်Roblox ခေါ်ပုံတွေဆိုတဲ့အတိုင်းမျိုး Roblox ကိုဝင်နေမှာခင်ဗျာဒီက loading လေးဝင်နေလို့ပါခင်ဗျာokay ပါတော်လေးပေါ်လာဆိုရင်တော့ကျွန်တော် log in နဲ့ sign up ဆိုတာလေးရှိပါတယ်ကျွန်တော် log in နဲ့ sign up ကိုကျွန်တော်အဖြူအောင်ကလေးလေးနဲ့ sign up ဆိုတာလေးကိုနေလိုက်ရမှာဖြစ်ပါတယ်တို့နေလိုက်ပါပဲတို့ဒီကိုတက်ချင်တဲ့တော့စားတရားမှာတို့ဘတ်တေးဆိုတော့ကျွန်တော်ဒီကျွန်တော်ကတော့2000လောက်ထားဖို့ပဲကျွန်တော်ကြံပေးချင်ပါဘာလို့ဆိုတော့2000လောက်မထားရင်ကျွန်တော်တနေ့ကင်းရဆိုလို့မရဘူးဆိုတော့ let's go ကျွန်တော်2000လောက်ထားမယ်တို့ဒီ2000လောက်ထားဆိုရင်ကျွန်တော်ဒီအောက်ကဖြူခလုတ်ကိုနေလိုက်ပြီးရတဲ့ကျွန်တော်တို့ရဲ့ဒီ user name ကိုထည့်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ထည့်တဲ့နာမည်ထည့်ရပါကျွန်တော်တို့ AI ဝေးကျွန်တော်တို့ဒီဆိုပြီးတော့ရုပ်လေးထည့်တို့ထည့်တယ်နော်ကျွန်တော်ရောက်ပါခင်ဗျာဒီအောက်ကဥစားလေးကိုလုပ်လိုက်ပါတို့ပတ်စဝါတော့ကိုထည့်ချင်တဲ့ပတ်စဝါထည့်လိုက်ပါခင်ဗျာတို့ကိုထည့်ချင်တဲ့ပတ်စဝါကိုထည့်ရမှာဆိုတော့ let's go တို့WEE ကျွန်တော်ကနားလေးပါ WEEV တို့ရှိကိုပြသွားဆိုတော့ let's go တို့မဆိုတို့ကြောလေးဆိုကြောလေးတို့ဆိုင်ရဆရာလေးနေလေခင်ဗျာတို့ကြောလည်းခဏလေးကိုစောင့်ပြီးတော့ခင်ဗျာဒီလိုလေးကျွန်တော်ဝင်နေလို့ပါတို့ဆိုင်ဝင်တော့ဆောင်ရကြရတော့โอเคပါကျုပ်ဒီလိုဝင်ပြီးသွားပြီတော့ဒီ steve ပတ်သွားလို့လိုက်ပါဒီမှာပြပါတယ်ကျုပ်ဒီမှာဂိမ်းနေဆော့လို့ရပါခင်ဗျာခေပါကျုပ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျာနောက်ဗီဒီယိုမှာတွေ့ကြအောင်ပါဘိုင်ပါခင်ဗျာ